အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ MNGB ရှင်းပြတာအပိုင်းလေးကိုရောက်ရှိခဲ့ပြီပေါ့နော်ကျွန်တော်တို့ applet ကိုဝင်လိုက်ပါမယ် Okay applet ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီကဒီပေးမတက်ရဲ့ဈေးတွက်တာလေးပြီးသွားပြီ budget လေးပြီးသွားပြီအမြတ်ရှုံးတွက်တာလေးဒီလောက်ဆိုရင်အားလုံးသဘောပေါက်ခဲ့ကြပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီချိန်တွေတဲ့အပိုင်းလေးကိုသွားပါမယ်ချိန်တွေတဲ့အပိုင်းလေးမှာကျွန်တော် grand ကနေကြက်ကိုပြောင်းမလားကြက်ကနေ grand ကိုပြောင်းမလားအဲ့ဒါပြောင်းလေးတဲ့အပိုင်းဖြစ်ပါတယ်ဒီတော့ကျွန်တော်ဒီမှာ9 grand လို့ရိုက်လိုက်မယ်ဆိုရင်ဒီမှာ9 grand ရဲ့အလေးရင်ထပ်ထားပါတယ် MG1 စနစ်ဖြစ်တဲ့စနစ်ဟောင်းနဲ့လည်းကျွန်တော်တို့4 page 6.5 ရွေးဆိုပြီးတော့ပေါ်နေသလိုစနစ်ဟောင်းစနစ်သစ်ဖြစ်တဲ့ MG5 4 page 9.19 ရွေးဆိုပြီးတော့လည်းဖော်ပြပေးထားပါတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဈေးနှုန်းလေးထည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီဈေးနှုန်းလေးရဲ့တန်ဖိုးကိုပါတစ်ခါလေးပြပေးတော့ပါတယ်ဟုတ်ပါနော်ညာပါကျွန်တော်300ထည့်လို့ရှိရင်300နဲ့ဆို MG1 ရဲ့ဈေးက grand ဈေးကတ grand ပေါက်ဈေးက6000ရှိတဲ့အချိန်မှာ MG5 စနစ်သစ်ကဟို6000 1200ပေါ့နော်အဲ့လောက်ရှိဟို sorry ပါ6သိန်းနဲ့12000ပေါ့နော်အဲ့လောက်ရှိတယ်ပေါ့နော်โอเคပါဒါဆိုရင်ဒီဟာလေးက trade ထူးလေးမဟုတ်ဘူးပေါ့နော် grand ကနေချက်ကိုပြောတာချက်ကနေ grand ကိုပြောတာဖြစ်တဲ့အတွက်အများကြီးလေးပြောစရာမလိုဘူးထင်ပါတယ်အဲ့တော့ကို့မှာရှိတာဒီချက်ကနေ grand ငါးရေးရွှေကတစ်ချက်ဆိုရင်ဘယ်လောက်လဲပေါ့နော်အဲ့တော့တစ်ချက်ဆိုရင်စနေဟောင်းဆိုရင်16.636ဖြစ်ပါတယ်စနေသစ်ဆိုရင်16.39935ဖြစ်ပါတယ်ပေါ့နော်ဒီနေရာလေးပါအဲ့တော့စနေဟောင်းစနေသစ်ဘယ်လိုတွက်လဲဒီနေရာမှာစနေသစ်ကိုဦးစားပေးပြနေတယ်အဲ့တော့ကိုကစနေဟောင်းစနေသစ်ကိုလို့နေဆိုလို့ရှိရင်နောက်ပြီးရင်တွက်ချက်မယ်ဆိုတာပြန်နှိပ်လိုက်ပေါ့နော်ဒါဆိုရင်သူကစနေသစ်ကိုဦးစားပေးပြီးတော့ဖော်ပြသွားပါတယ်စလုံးကြီးနဲ့စနေဟောင်းကိုတော့အောက်ကိုပြန်ပို့လိုက်တယ်ပေါ့နော်โอเคပါဒါဆိုရင်အောက်မှာဈေးနှုန်းလေးပါနေပါတယ်ပေါ့နော်16ပေးရအခောက်ဆိုရင်ဘယ်လောက်ရှိပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီအလေးချိန်ကိုရွှေကြီးကို15ပေးရအနေနဲ့ပြောင်းလိုက်မှာပေါ့နော်15ပေးချက်မယ်ဆိုတော့ပြန်နေလိုက်လို့ရှိရင်15ပေးရအတွင်းဆက်ရဲ့ဈေးနှုန်းတွေကိုပါတက်ပြသွားပေးတာဖြစ်ပါတယ်ရွှေရဲ့အလေးချိန်ကတော့အတူတူပဲပေါ့နော်တစ်ချက်မှာ16.395စီစနေသေးဖြစ်တယ်16.636စီစနေဟောက်ဖြစ်တယ်ဒီအလေးချိန်ကတော့ unit ကယူတူပဲပေါ့နော်ဒါပေမဲ့ဈေးနှုန်းလေးကွာသွားတယ်ပေါ့နော်အဲ့ဒါလေးတွေပါအဲ့တော့အလေးချိန်နဲ့ဈေးနှုန်းကိုလည်းရှင်တွေးပြီးတော့ကြည့်နိုင်အောင်လို့လုပ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာတစ်ခါလေးပေါ့နော်ကျွန်တော်တို့ဒီအပေါင်းနှုတ်လေးကိုတစ်ခါလေးရှင်းပြလိုက်ပါမယ်ပေါ့နော်โอเคဒီတော့ဆိုရင်အားလုံးလည်းဒီ grand ကနေ grand ပေါ့နော်ကိုယ့်ရဲ့ရွှေကိုgrand ချိန်နဲ့ရေးထားတဲ့ပေါက်ချက်ပေးရေးဆိုဘယ်လောက်ရှိမလဲချက်ပေးရေးနဲ့ရေးထားတဲ့ဟာဆိုရင်လက်ရှိငါ့ရဲ့ grand ပေါက်ဈေး grand အလေးချိန်နဲ့ဆိုရင်ဘယ်လောက်ရှိမလဲစနေသစ်နဲ့ချိန်လို့ရှိရင်ငါ့ရွှေထွက်နိုင်တယ်စနေဟောင်းနဲ့ချိန်လိုက်ရင်ငါ့ရွှေရဘယ်လောက် grand ထွက်နိုင်လဲအဲ့ဒါလေးတွေကိုအားလုံးသဘောပေါက်နားလည်သွားကြမှာပါအဲ့တော့ကိုယ်တိုင်လက်တွေ့တွက်ကြည့်လိုက်ပါကိုယ်တိုင်လက်တွေ့တွက်ကြည့်ပြီးခါမှနားမလည်သေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်ကို comment ကနေဖြစ်ဖြစ် messenger ကနေဖြစ်ဖြစ်ပေါ့နော်အချိန်မရွေးလာမေးလို့ရပါတယ်โอเคဒီလောက်ဆိုရင်ဒီတက်လေးကိုနားလည်သွားမှာပေါ့နော်ကျွန်တော်လောလောဆယ်ကတော့လေဒီတက်ကိုတစ်ခုချင်းစီပဲဗီဒီယိုလေးတစ်ပုတ်ပြီးတစ်ပုတ်တင်သွားပေးမယ်ပေါ့နော်တစ်ခုချင်းစီတင်တဲ့ခါကျတော့မှဒီခေါင်းစဉ်ကိုပေါ့နော်တိတိကျကျပေးလို့ရတယ်ပေါ့နော်အလေးချိန်ဘယ်လိုပြောင်းမလဲဆိုတဲ့ခေါင်းစဉ်လေးပေးလိုက်လို့ရှိရင်ဒါအလေးချိန်ပြောင်းတဲ့ဗီဒီယိုပါလားဆိုတော့သိနိုင်တယ်တော့နော်ဒီအပေါင်းနှုတ်ဟိုလိုလိုကူကူဘယ်လိုပေါင်းနှုတ်မလဲဆိုတော့ခေါင်းစဉ်လေးနဲ့ကျွန်တော်လုပ်ရမယ်ဆိုလို့ရှိရင်ဒီအပေါင်းနှုတ်ကြောင်းကိုနားလည်သွားကြမယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီမှာအကုန်လုံးကိုဒီတပုတ်ချင်းစီကို app ရဲ့အသုံးဝင်ပုံအသုံးပြုပုံလေးတွေကိုအရင်ဆုံးရှင်းပြလိုက်တာပါနောက်ထပ်ဗီဒီယိုဒီရတက်တွေအားလုံးရှင်းပြပြီးသွားလို့ရှိရင်တော့ကျွန်တော်လက်တွေ့ပေါ့နော်ဘောက်ရှာထဲကအတိုင်းကိုကျွန်တော်တို့ formula နဲ့တွက်လို့ရှိရင်ဘယ်လောက်ရမယ်အဲ့ဒါကိုအစင်းစင်းတွက်ပုံတွက်နည်းလေးတွေကိုလည်းပြောပြသွားမယ်ဒီ app နဲ့ပေါ့နော်ဒီ voucher မှာတွက်ပြီးရတဲ့အဖြေကိုဒီကျွန်တော်တို့ဒီ app မှာကိုယ်တိုင်ကိုကြတိုက်စစ်ကြမယ်လေနော်အဲ့ဗီဒီယိုလေးဆိုရင်တော့ပို့ပြီးတော့ဟိုအားလုံးပိုနားလည်တော့ကြပါပါဒါပေမဲ့လောလောဆယ်မှာတော့ကျွန်တော်လည်းမအားလဲသေးတာလေးပါတာကြောင့်ပေါ့နော်ဗီဒီယိုတွေကိုစရိုက်တင်ဖို့လည်းမအားနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဒီ tab လေးတွေကိုပဲတစ်ခုပြီးတစ်ခုပေါ့နော်ရှင်းပြပေးတာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်မပြောရသေးတဲ့ tab တွေကိုလည်းကိုကသုံးနေလို့နားမလည်ဘူးဆိုလို့ရှိရင်လည်း messenger ကနေပြီးတော့ကျွန်တော် screenshot ရိုက်ပြီးတော့လည်းလာမေးလို့ရပါတယ်ပေါ့နော် okay အားလုံးပဲဒါဆိုရင်သုံးတတ်ကြမှထင်ပါတယ်
ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်